Pijika project ကတော့55 red dot 55 55 red dot 55ပေါ့နော်အဓိကတော့ဒီအနီရောင်နေလုံးတစ်လုံးအကြောင်းဖော်ညွှန်းခြင်းဖြစ်တယ်ပေါ့နော်နေလုံးကြီးလို့ပြောတဲ့နေရာမှာလူတွေအကုန်လုံးလူသားတွေအကုန်လုံးကနေလုံးကြီးအောက်မှာရှိကြတယ်ပေါ့နော်အဲ့တော့အဓိကဘာပါလဲဆိုတော့အဓိက main focus လုပ်ချင်တာနေလုံးကြီးတစ်လုံးပါမယ် portrait လေးတစ်ပုံပါမယ်ပြင်တချို့ကားတွေမှာကျတော့ဒီချက်ချစ်ခက်ဖြစ်နေတဲ့အကြောင်းအရာလေးတွေပါလို့ကြားကွက်လို့ခဏနဲ့ grip တစ်ခုလို့ပါလဲအဲ့ဒါဘာကိုစားပြထားလို့တခါတည်းကျငါတို့ကစနစ်ထဲရောက်နေဆိုရခံစားချက်တစ်ခုစနစ်လို့ပြောတဲ့နေရာမှာစနစ်တွေအများကြီးဖြစ်နိုင်တယ်ဥပမာလူတွေဖန်တီးတဲ့စနစ်တွေဖြစ်နိုင်တယ်အာကာသလောကကနေဖြစ်ပြနေတဲ့စနစ်တွေဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီအုပ်ချုပ်မှုစနစ်တွေဖြစ်နိုင်တယ်စနစ်တွေအများစွာဖြစ်နိုင်တယ်ဆိုတော့ဒါကတော့ခဏနေပြောတဲ့ဒီအနုပညာကိုဖန်တီးတဲ့အချိန်မှာစနစ်တစ်ခုရဲလို့ပဲရည်ညွှန်းပြီးတော့ထည့်ထားတဲ့အကြောင်းရင်းဖြစ်တယ်တခါတလေကျနေလုံးကြီးကစနစ်နဲ့သွားပြီးတော့ထပ်ထူကြနေရတယ်ဖြစ်နိုင်တယ်လို့တခါတလေကျလူကလည်းစနစ်နဲ့နေလုံးကြားထဲရောက်နေရတယ်ဖြစ်နိုင်တယ်ဆိုတော့သဘောတရားမျိုးဒါကြောင့်လွတ်လပ်စွာတွေးတဲ့အတွေးခေါ်လေးတစ်ခုပါပဲအဲ့တော့အဓိကကဒီပကြီးကားရဲ့အကြောင်းအရာဒီ process တစ်ခုလုံးရဲ့အကြောင်းအရာဒီနေလုံးတစ်လုံးအကြောင်းရဲ့စနစ်တစ်ခုအကြောင်းရဲ့လူသားတစ်ဦးတစ်ယောက်အကြောင်းရဲ့ဒါပါ